တဲ့ထကွင်းပါလဲမချောက်တော့ပါဒါပါကြောင့်လဲဆိုရင်နေမချစ်ခဲ့ဘူးတဲ့ချစ်လို့နောက်ထပ်ရှိမတဲ့ဒါပေမဲ့ကွာအတူတူပြန်ချစ်ဖို့လဲပါမင်းနဲ့နေဖို့ထိုင်ကုန်ငယ်လေးတစ်ခုသိမ်းထားတယ်မင်းတို့ကြောင့်ချောဖို့အိမ်လေးနဲ့တရားဆုံးအမတ်တရားများသည်နဲ့ကျေရီခံထားတဲ့ပလေးတစ်လုံးရဲ့တရားရီလေးတို့ကြတဲ့ပဲအလူကံချပိုင်းလေးသိမ်းထားတယ်ဆုံးနိုင်တရားကောင်းမရှိတော့အမတ်တရားတစ်ခု